အတွက်ကောင်းဖို့သူကပြောလိုက်တဲ့အပြုသဘောဆောင်တဲ့ complaint ဖြစ်တဲ့အတွက်ဒါကိုကဘာလို့ရလဲလက်ခံရတယ်ပြုပြင်ရတယ်အဲ့ဒီ complaint တိုင်းကိုလက်လီချူရတာတော့မဟုတ်ဘူးအဲ့ဒီကဘာရည်ရွယ်ချက်နဲ့ပြောတာလဲအဲ့ရည်ရွယ်ချက်ကကိုကောင်းဖို့ဆိုရင်ဒါကိုလက်ခံရတယ်အပြုသဘောဆောင်တဲ့ complaint တွေဆိုရင်လိုက်နာဖို့လိုတယ်เนาะအဲ့ဒါမှကိုပေးတာနဲ့သူလိုချင်တာနဲ့ကိုက်ရဲ့လားပြန်စမ်းစစ်ဖို့လိုတယ်ခုနကလိုပေါ့ကျမခုနကပြောသလိုကိုကတော့ဒီကေလေးညှက်ပေးလိုက်တယ်ဒါပေမဲ့သူကအဲ့ဒီကေကိုဘာဖြစ်အောင်မလဲကြိုက်အောင်မလိုချင်အောင်မအဲ့တော့သူလိုချင်တဲ့အချက်ကိုကိုကတိတိကျကျသိအောင်လုပ်သူလိုချင်တဲ့အတိုင်းကိုပေးနိုင်အောင်လုပ်ဒါဆိုရင် complaint ကရှိပါဦးမလားမရှိဘူးเนาะ complaint နည်းနိုင်တယ်များနည်းတော့မယ်ဆရာမတို့က complaint လုံးဝမရှိအောင်လုပ်လို့မရဘူးဒါပေမဲ့နည်းအောင်เนาะကြိုတင်ပြင်ဆင်ထားလို့ရတယ်